ကျွန်တော်ထိုင်းမှာနေတဲ့အကြောက်ဆုံးအရာတစ်ခုကတော့ဦးတို့နဲ့တွေ့မှာပဲပေါ့နော်ကျွန်တော်ဒီနားမှာမထင်မှပဲတွေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကင်မရာကြိုက်နေထားတော့သူကဘာမှမမေးပဲထွက်သွားတယ်ပေါ့နော်မုတ်ဝယ်ဆောင်းမယ်ဗျာပါရမ်းစားอันนี้จะเหมือนบักก้าใช่ไหมครับใช่อ๋อบักก้าเนื้อด้วยใช่ไหมเนื้อไม่มีอ๋อครับผมလူပြိုပဲမလားလူပြိုပဲလေလူပြိုပဲเนาะဒီမှာရှေ့ဆက်လို့ရတယ်เนาะဒီလိုနဲ့ပဲဦးတို့လိုက်မှာဆိုလို့ကျွန်တော်ရှိသမျှအမတ်တရားတွေအကုန်လုံးမေ့ပြီးတော့ကျွန်တော်စံကေတွေပဲအကုန်မောင်းထည့်လိုက်ပါတယ်ကြောက်ခါနီးမှာပဲအကွေ့နောက်မှာကျွန်တော်မောက်လေးလိုက်ပါတယ်ဒါတော့ကျွန်တော်လွယ်ကထုံးကိုတောလဲမှာဖြစ်ပါတယ်ထိုင်းမှာပေါ့နော်သူတို့ကဒီတဆောင်မုံရမှာဒီလိုပွဲတွေကျင်းပတယ်ပေါ့နော်အားလုံးပဲလက်ကြည့်ကြအောင်ဗျထိုင်းနိုင်ငံရဲ့အလားဆုံးအချိန်ကညအချိန်ပဲပေါ့နော်လာမတစ်ခုလုံးလင်းနေပြီးတော့ကျွန်တော်ကိုလည်းဆော့ရှော့ဖြစ်အောင်လုပ်ပေးတယ်ပေါ့နော်ဝဲတဲ့ရောက်ပြီပေါ့နော်ဒီလိုလူတွေအများကြီးရှိမှာဖုန်းတကက်နဲ့လိုက်ရိုက်မယ်ဆိုတာလွယ်မယ်လို့ထင်လားဗျဒီလို vlog မျိုးပြန်မရိုက်ရတာကြာတော့ကျွန်တော်လက်သားတုံတယ်ပေါ့နော်ရင်တွေလည်းခုန်ပါတယ်ပေါ့နော်သူကပန်းစည်းကိုခွေထားတာပေါ့နော်အဲ့ထဲမှာဖျောင်းတိုင်တွေပါတယ်အမွေးတိုင်တွေပါတယ်ပေါ့နော်အဲ့ဒါကိုချုပ်ပြီးတော့ရေပေါ်မှာဒီတိုင်းမျောပေးသွားတာပေါ့နော်သူကအယောင်စုံပဲဗျအများစုထည့်တာကျတော့အဝါရောင်ပေါ့နော်ပန်းအဝါရောင်တွေအများစုထည့်ကြတယ်ပေါ့နော်ထိုင်းလူမျိုးလည်းကထုံလို့ရတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တစ်ခုနှစ်ခုတော့ပြောပြပြမယ်နော်ဒါပေမဲ့တိကသူတို့ကရေရှင်မကိုပူဆော်တာရဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကနေ့စဉ်ကြီးကိုသုံးဆွဲရလို့ကျေးဇူးတင်တဲ့အနေနဲ့ရဲ့နောက်ပြီးတော့ရေထဲမှာအငှက်ကြီးတွေကိုဆုံးပစ်တာတွေအတွက်တောင်းပန်တာရဲ့ပေါ့နော်နောက်ပြီးတော့သူတို့ယူဆတာကကိုယ်စီမှာရှိတဲ့ကံမကောင်းမှုတွေဒုက္ခတွေလည်းကထုံနဲ့မြောက်ပါတော့အောင်ယုံကြည်ကြတယ်ပေါ့နော်ဒါတော့ရောင်းတဲ့မုတ်တွေပေါ့နော်မုတ်တွေလည်းအများကြီးစုံလင်နေရပဲပေါ့နော်ဒါနဲ့ကျွန်တော်ငါးကိုလိုက်ကြည့်ရပါတော့ကျွန်တော်ငါးလွတ်ရှင်တယ်ပေါ့နော်ဘယ်မှာလွတ်လဲတော့မသိဘူးပေါ့နော်တော့ကြည့်လိုက်အောင်မယ်ရေအရန်ကြီးလို့ထင်တယ်ဗျလူတို့တဲ့တိတ်မတွေ့ဘူးပေါ့နော်အော်ဟိုးပေါ်ပဲမှာပေါ့နော်ဟိုးပေါ်မှာတော့လွတ်တယ်ဗျဒီအောက်မှာရေသားကြီးလို့ပေါ့နော်မနေ့တုန်းကဒီဘက်မှာလွတ်တာပေါ့နော်ဒီမှာရေသားကြီးလို့ဒီဘက်မှာမလွတ်လို့မရဘူးပေါ့နော်ပေါ်ဘက်မှာသွားမယ်ပေါ့နော်ကျွန်တော်ငါးတော့ဝယ်အောင်မယ်နော်ငါးတော့ရှာအောင်မယ်ခုနကငါးရှာတာမတွေ့လိုက်ဘူးပေါ့နော်ပန်းတွေပဲရှိတယ်ပေါ့နော်ကျွန်တော်ကငါးလွတ်ရှင်တာဗျငါးမရှိဘူးဆိုတော့တော့ကြည့်လိုက်အောင်မယ်ပေါ့နော်ရှေ့မှာရှိလားမသိဘူးဒါကသူ့ရဲ့ဝင်ပေါက်ပေါ့နော်ဝင်ပေါက်တော့ကြည့်ပါမယ်အော်ဒါขนมอะไรครับเค้กใช่ไหม10 บาททุกชิ้น10 บาทโอ้ครับผมอันนี้น่าจะเหมือนบักก้าใช่ไหมครับใช่อ๋อบักก้าเนื้อด้วยใช่ไหมเนื้อไม่มีอ๋อครับผมโมหลายย่องเลยชี้เดี๋ยวเนาะองบลีได้องบลีได้มาองบลีชี้เดี๋ยวเนาะโอ้ที่มาเมื่อยมาบ้างเหรอโอ้สูทางง่ายอายุได้มาง่ายชี้มาดูปั้นเนี่ยลุยยากหรอบ้างเนาะကျွန်တော်တော့မလွတ်ရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကငါးကိုလွတ်ချင်တာပေါ့နော်ဒီမှာသူတို့ငါးရောင်းတာမရှိဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်မလွတ်ရဘူးပေါ့နော်ပန်းတွေပဲရှိတယ်ပေါ့နော်ဒီครับပမာใช่ပမာဒီမှာကျွန်တော်ကပမာလို့ပြောလိုက်တယ်ပေါ့နော်တကယ်တော့ကျွန်တော်ကပအိုးပါဒီကိုလည်းပမာပဲပေါ့နော်မင်္ဂလာပါကိုဘယ်မှာနေရဒီမှာပဲလားဘယ်မှာနေအဖိဖောင်းပါပဲဒီမှာဗမာတွေများတယ်ပေါ့နော်ကြည့်ဗျာတစ်ချက်ချိုးလိုက်ပါနော်ဒီဘက်ကျွန်တော်နောက်ပဲကြည့်လိုက်ဗျာများတယ်ပေါ့နော်โอ้နီးလေးပဲပေါ့နီးလေးဆက်ရောဒီဘက်နားမှာတကယ်မျိုးပါပြင်လောင်းပါဗျာဟမ်ပြင်လောင်းတောင်ကြီးတည်ရမလားတောင်ကြီးတည်လေတောင်ကြီးတော့တည်တယ်တော့ကိုတောင်ကြီးနာမည်ဆိုကြီးသားပြီတောင်ကြီးတည်ဘောတောင်ကြီးကတောင်ကြီးတို့ဖေးမာလဲဆိုတောင်ကြီးတို့ဝါ 3,000 years later ငါဒီရတဲ့နေရာမေကလောလားကလောတို့နောက်ပြီးတော့ဒီဘက်ဟိုနားမှာဗာလဲ6 months later ဒီကရှောက်နေလို့အဲ့ပဲလားအဲ့တောင်ကြီးကနေအေးမို့ဟိုဘက်မှာမင်းတောက်လျှောက်ပဲမစစ်တဲ့ထဲမှာတော့သွားလို့ရတယ်ဆွေကြီးမှထားတယ်ပေါ့လုံးချင်းပေါက်တယ်လို့ရတယ်ဟာနော်ဒီကိုတွေ့တယ်နော်လူပြိုပဲမလားလူပြိုပဲလေလူပြိုပဲနော်ဒီမှာရှေ့ဆက်လို့ရတယ်နော်ရှေ့ဆက်လို့ရတယ်ဒါပဲနဲ့လူအပြင်နဲ့ဖုံးထဲမတူဘူးနော်အပြင်ကပိုခန့်တယ်ပိုရှောတယ်ပေါ့နော်နည်းနည်းတော့သားလေးတော့မဲတယ်
စကားပြောတတ်လို့ရှင်တော့ဘယ်ဘက်သွားဒါပေမဲ့ပြောစရာလူရရှိတယ်ပေါ့နော်ထိုင်းစကားပြောမတတ်လို့ရှင်ပမာလည်းပဲတွေးမှရမှာဗျမဟုတ်လို့ရှင်ပြောစရာစကားတွေမရှိတော့ဘူးလေโอเคတော့လေလိုက်မှာပေါ့နော်ဒီခုမှများလာတယ်ပေါ့နော်ခုနလူသိမရှိပေါ့နော်ကျွန်တော်တော့ပြန်ပြီပေါ့နော်ကျွန်တော်ထိုင်းမှနေတဲ့အကြောက်ဆုံးအရာတစ်ခုကတော့ဦးတို့နဲ့တွေ့မှာပဲပေါ့နော်ကျွန်တော်ဒီနားမှာမထင်မှပဲတွေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကင်မရာကြိုက်နေထားတော့သူကဘာမှမမေးပဲထွက်သွားတယ်ပေါ့နော်ကျွန်တော်မုတ်ဝယ်စောင်းမယ်ဗျဘာရမ်းစားอันนี้ครับใช่อันเดียวอันเดียวนะครับมีเหรียญ10ไหมไม่มีครับเตาตะคู่เสียบัตรป่ะเนาะระวังเนี่ยตะของจบปียบอ่ะเด้ ไม่ได้สิ ကျွန်တော်ရှင်းမှာပဲမြည်ကြည့်မယ်ပေါ့နော်။ဘိုင်ရန်စာလို့ပေါ့နော်။ขอบคุณครับเดี๋ยวครับအရန်ကောင်းတယ်ပေါ့နော် รูป80 ။မောဒါမျိုးတွေတောက်လို့ရတာပါ။ဒါတော့အပြူတော့မဟုတ်တော့ဘူးနော်။လူပြိုရုပ်ရခန့်ရုပ်ရခန့်နေသေးတယ်။ပြီးတော့ရောင်းတာရှိတယ်ဗျ။ ภะคะวะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะ ထိုင်းမှာရှိတဲ့ပွဲတိုင်းမှာအကျော်တွေကတော့အများတန်းရှိပါတယ်ပရစ်ကျော်တို့ဘာကျော်တို့အကျော်ဘလော့အကုန်စုံရှိတယ်ပေါ့နော်လူကတော့တော်တော်များတယ်ဗျကျွန်တော်ကအသက်ငယ်သေးလို့လားမသိဘူးကင်မရာကိုင်နေတော့မှလက်သားတုံနေဗျထိုင်းကောင်မလေးတွေကဘယ်လောက်လားလဲဆိုတော့ကျွန်တော်မခံစားနိုင်ဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဒါအချက်တက်လို့ပါဒီလိုနဲ့ပဲကျွန်တော်ပြန်ဖို့ပဲစီစဉ်လိုက်ပါတော့တယ်ဒါကိုတွေ့ဖူးလိုက်ဗျကောင်းကင်းပေါင်းလို့ထင်တယ်နော်ထိုင်းလိုတော့ဘယ်လိုခေါ်လဲတော့မသိဘူးဗျဒီနားမှာပဲကျွန်တော်ဦးတွေကိုတွေ့လိုက်တယ်ပေါ့နော်ကျွန်တော်ဒါလက်တုံနေလို့ကျွန်တော်ကင်မရာတော့မရိုက်မိဘူးပေါ့နော်တွေ့လိုက်လားဗျခုနကကျွန်တော်ရဲတွေ့လိုက်တယ်ပေါ့နော်လူအများကြီးနဲ့မလို့လားမသိဘူးစစ်တော့မစစ်လိုက်ဘူးပေါ့နော်ရင်တော့လည်းခုံတယ်ပေါ့နော်သူကကိတ်ပေါက်မစောင့်နေရဗျဒီလိုနဲ့ပဲဦးတို့လိုက်မှာဆိုလို့ကျွန်တော်ရှိသမျှအမတရားတွေအကုန်လုံးမေ့ပြီးတော့ကျွန်တော်စံကေကိုပဲအကုန်မောင်းထည့်လိုက်ပါတယ်ဒီနားကနောက်ဆုံးမှာပဲကျွန်တော်ကြောက်ခါနေမှာပဲအကွေ့နားမှာကျွန်တော်မောက်လဲလိုက်ပါတယ်မောက်လဲတော့ပြင်မဲ့ကျွန်တော်တန်းခနဲ့ပြန်ထနိုင်တယ်ပေါ့နော်ရှစ်တော့နာသွားတယ်ပေါ့နော်ရှစ်ဒီဘက်လဲတာရှစ်တော့ခောက်သွားတယ်ပေါ့နော်ရှင်းကဒီအောက်ကိုကြာနေလေအဲကြောင့်ကျွန်တော်လေပါနဲ့ဖြုတ်လိုက်တော့လွင့်ထွက်သွားတယ်လေကောင်းခုနကရဲကိုကြောက်လို့မောင်းပြန်လိုက်တာနော်ရှင်းကလည်းရော့နေရနော်အဲ့ဒီလမ်းကွေ့မှာမောက်လဲသွားတယ်ပေါ့နော်တော့နာတယ်နော်ဘာမှဖြစ်ဘူးဘာမှဖြစ်နော်တော့မနှက်ဖြန်နေမကောင်းဖိမှတေချာတယ်ပေါ့နော်စတော့ကလမ်းချောက်လို့အောင်မရတော့ဘူးပေါ့နော်ရှင်းကရော့နေရဗျကြာပြီဗျကျွန်တော်အဲ့ဒါနဲ့အကွေ့နားမှာနည်းနည်းဒီပါအဲ့လိုဖဲထုတ်လိုက်တာရှင်းကလွင့်ထွက်တာတင်နေကရဆိုပြီးတော့မောက်လဲလိုက်တာအားလာတော့နာတယ်နော်အဲ့ဒီထားတော့ဆိုင်ကရှင်းတော့ကျရင်ဘယ်တော့မှရော့မထားနဲ့ပေါ့နော်သူကရော့လို့ရှင်သူအဲ့ဒီလေပါပုတ်လိုက်တဲ့အချိန်မှာသူကအဲ့ရှင်းကချော်တက်သွားတယ်လေအဲ့လိုဖြစ်သွားတာကျွန်တော်အဲ့လိုဖြစ်သွားတယ်ဗျဘာလို့ဆိုတော့ဆိုင်ကလည်းနည်းစောင်းတယ်ဗျအကွေ့ဆိုတော့ကျွန်တော်ဆိုင်ကလည်းနည်းနည်းစောင်းတယ်ပြီးတော့ရှင်းကလည်းရော့တယ်ဆိုတော့ကျွန်တော်လေပါပုတ်လိုက်တော့အဲ့မတဲတော့ဘူးနော်ရှင်းကထွက်သွားတယ်အဲ့လိုပုံစံပေါ့နော်နေ့ကျွန်တော်ကုတူတောက်လောက်တာကုတူမလောက်ရလို့လားမသိဘူးနော်အားလာ